ကိုယ့်ဘောကိုအချင်းချင်းခွင့်လွှတ်ပေးတဲ့လူအချင်းချင်းနားလည်ပေးတဲ့လူမျိုးတွေနဲ့တွေ့ခဲ့ရင်အဲ့ဒီလိုလူတွေကိုတန်ဖိုးထားပေးပါကိုယ့်ဘောကိုအချင်းချင်းခွင့်လွှတ်ပေးတယ်အချင်းချင်းနားလည်ပေးတယ်အချင်းချင်းသီးခံပေးတယ်ဆိုတာကလေကိုယ့်ဘောမှာချစ်ချင်းမေတ္တာတရားတွေရှိနေလို့ကိုယ့်ဘောမှာတန်ရောစဉ်ရှိလို့ကိုယ့်ဘောမှာကျင်နာတရားတွေရှိနေလို့နောက်ပိတ်ဆုံးကုံပြောရရင်မြတ်စွာဘုရားရဲ့တရားတော်နဲ့ကြည်ရင်တော့တွေ့ဖီတာပေါ့လေဘာလဲလို့မေးရင်ကိုယ့်ပေါ်မှာဆွဲလန်းလို့ကိုယ့်ကိုတွေ့တာလို့မစွန့်လွတ်နိုင်လို့အချင်းချင်းခွင့်လွတ်ပေးနေတာအချင်းချင်းနားလည်ပေးနေတာအချင်းချင်းတီးခန့်ပေးနေတာလို့ကိုယ့်ဘက်ကနေသိပါဘာကြောင့်လဲလို့မေးရင်အဲ့ဒီလိုအချင်းချင်းခွင့်လွတ်ပေးတီးခန့်ပေးနားလည်ပေးတတ်တဲ့လူမျိုးတွေဟာပျောက်ကွယ်သွားပြီဆိုရင်ဘာမှမပြောဘဲနဲ့တိတ်တိတ်စိတ်ကလေးပျောက်ကွယ်သွားတာမျိုးတစ်ချိန်တစ်ခါပဲပျောက်ကွယ်ပြီးတော့တစ်သက်လုံးပျောက်ကွယ်သွားတာမျိုးဘယ်နေရာမှာပဲဘလောက်ပဲလိုက်ရှာအဲ့လိုလူမျိုးကိုတွေ့ရမှာမဟုတ်တော့ဘာကြောင့်လဲဆိုရင်သူတို့ဘက်ကပေးခဲ့တဲ့မေတ္တာတွေဟာစစ်မှန်ပါရဲ့နဲ့ကိုယ့်ဘက်ကအဲ့ဒီမေတ္တာတွေတန်ဖိုးမထားတဲ့အခါစစ်မှန်တဲ့အရာတွေကအလိုလိုပျောက်ကွယ်သွားတဲ့သဘောပဲဒါကြောင့်အဲ့လိုလူမျိုးတွေနဲ့တွေ့ရင်တန်ဖိုးထားပါဘဝမှာနောင်တကင်းပါလိမ့်မယ်နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါ